ဒီနေ့အတူတူ shopping ထွက်ကြမယ်ဒီနေ့က Paris ကိုသွားပြီးတော့ Fnac မှာစာအုပ်ပေါ့နော်စာအုပ်ကပြင်သစ်စကားလေးလာဖို့တော့စာအုပ်ဝယ်မယ်ဆိုပြီးသွားတယ်အဲ့မှာဒီ Fnac ကကြတော့စာအုပ်တွေရတယ် electronic ပစ္စည်းရတယ်ပြီးတော့အိမ်သုံးဆောင်ပစ္စည်းပြီးရင်ဖုန်းတွေလည်းရောင်းတယ်ကွန်ပျူတာ laptop အဲ့ဒါတွေလည်းအကုန်ရတယ်။နှက်ချက်အစုံပေါ့ brand အစုံဒီမှာအကုန်လုံးရတယ်။ဒါကကြတော့စာအုပ်ရောင်းတဲ့ section ပေါ့။ဒီမှာကျမကအခုပြင်သစ်စကားသင်ဖို့အတွက် A1 level တက်ရမှာဆိုတော့ A1 နဲ့ပတ်သက်တဲ့စာအုပ်နှစ်အုပ်တွေ့ရပေါ့နော်။အဲ့ဒီထဲမှာအဆင်ပြေတဲ့စာအုပ်တစ်အုပ်ယူမယ်ဆိုပြီးတော့အခုကြည့်နေတာ။ဒီမှာစာအုပ်တွေဆိုတော့အစုံရတယ်။အဓိကတော့ဒီမှာတော်တော်များများကလေစာအုပ်ပေါ့နော်စာအုပ်နဲ့ပတ်သက်ပြီးတော့လာဝယ်ကြတာများတယ်ဒီမှာလေစာအုပ်နှစ်အုပ်မှာကျမဒီစာအုပ်လေးကိုပဲရွေးချယ်လိုက်ပါတယ်ပြီးတော့ကျမဖုန်း adapter နဲ့နှက်ချက်လည်းမရှိလို့ဆိုပြီးတခါတည်းဝယ်ခဲ့လိုက်တယ်ဒီမှာနှက်ချက်တွေကလည်း brand အစုံရှိရဲအကုန်လုံးကလိုချင်စရာတွေကြီးပဲပြီးသွားပြီဆိုတော့ကက်ရှာမှာတန်းစီပြီးတော့စောင့်နေနေဘေးမှာလည်းအဲ့လိုပေါ့နော်စာအုပ်ပုံစံမျိုးအယုတ်ဆက်တဲ့ဟာမျိုးတွေပြီးရင်အိတ်တွေအစုံပေါ့နော်ဘေးနားမှာအဲ့လိုမျိုးတွေထားပေးထားတယ်ဒါကတော့ကိုယ်တိုင် scan ဖတ်ပြီးတော့ကတ်နဲ့ရှင်းရတဲ့ကက်ရှာပါအခုကပူးလန်ဘဲကိုသွားပြီးတော့အင်ဂျီယောက်ျားလေးအင်ဂျီပေါ့နော်ယောက်ျားလေးအင်ဂျီသွားကြည့်တာအခုကကျွန်တော်တို့သွားတဲ့အချိန်ကဒါ Christmas မတိုင်ခင်ပေါ့နော်မတိုင်ခင်ဖြစ်တဲ့အတွက်ဒီမှာအကုန်ကလေ discount ချထားတာအကုန်လုံးလူတွေဆိုတာလဲတိုးကျိန်တာပဲအကုန်လုံးကဝယ်ကြတာသိလားထပ်ပြီးတော့ဒါက Uniqlo ကိုသွားနေတာပါ Uniqlo သွားတဲ့လမ်းမှာပေါ့နော်လမ်းမှာ Christmas မတိုင်ခင် Christmas နီးပြီဆိုတော့အဲ့တုန်းကအလှဆင်ထားတာလေးရလဲတော်တော်လှတယ်Uniqlo ရောက်ပါပြီအထဲလဲရောက်သွားတော့အလုံးဝ Christmas vibe အပြည့်ပဲပြင်ဆင်ထားတာလေးရမ်းချစ်ဖို့ကောင်းရမ်းလာဒါကတော့မြင်းကြီးတက်ပေါ့နော်
ထပ်ကကြတော့အမျိုးသားတီးတန့်ဒီထက်ကကြတော့အမျိုးသမီးတီးတန့်ဒီထက်ကကြတော့ကလေးနဲ့အမျိုးသမီးတီးတန့်ပေါ့နော်ကလေးဆိုလို့ရှိရင်လည်းကလေးနဲ့ပတ်သက်တဲ့အင်ဂျီဘောင်းမီအိုးထုတ်ဖနက်ဒီအားကြတော့အိတ်တွေကကြတော့အမျိုးသားအမျိုးသမီးပေါ့နော် unisex သုံးလို့ရတယ်အိတ်ဒီဒါကြီးကြတော့အမျိုးသမီးတီးတန့်ဆိုပေမဲ့လည်းအမျိုးသားလွယ်လို့ရတယ်အိတ်ဒီရှိတယ်ဒီမှာအိတ်ဒီဇိုင်းကတော့အစုံရှိတယ်ဒီမှာကျမဒီလိုအိတ်လေးကိုကျမမျိုးသားဝယ်ပေးဖို့ဆိုပြီးတော့သဘောကျနေတာပေါ့နော်။သူကအဲ့မှာ2မျိုးရှိတယ်။တစ်ခုကပြောင်းတစ်ခုကကျတော့မှခွာစွန်းပုံလေးကိုထိုးထားတာပေါ့နော်။အဲ့2မျိုးရှိတယ်။အဲ့မှာသူရွေးနေတာဘယ်ဟာယူရမလဲဆိုပြီးတော့
ကြတော့ဈေးဝယ်ပြီးရင်ညောင်းရင်နားလို့ရတဲ့နေရာလေးထိုင်ကုန်လေးနဲ့တခြားတက်တက်ရရလေးလုပ်ပေးထားတယ်ဒါကြယောက်ျားလေးရှိုင်အင်ကြီးပေါ့အဲ့မှာဘယ်ဟာယူရမလဲဆိုပြီးတော့ရွေးနေရရှိုင်အင်ကြီးလေးရတဲ့အကုန်လုံးလာတဲ့ဒီဇိုင်းလေးရာလေးလူငယ်ဆန်ဆန်ပုံစံမျိုးလေးကရှာရှင်းဖို့အတွက်တန်းစီနေရChristmas ဆိုတော့ Christmas ပုံစံအိတ်လေးနဲ့ရိုးအိတ်လေးနဲ့နှမျိုးပေးထားတယ် Christmas ပုံစံအိတ်လေးနဲ့လည်းယူခဲ့လိုက်တယ် Christmas တစ်ပင်လေးလုပ်ထားတယ်ပြီးတော့ကျမငကြင်းစားခြင်းလို့ဆိုပြီးတော့အိန္ဒိယဈေးမှာသွားပြီးတော့ငကြင်းသွားဝယ်တယ်ပြီးတခြားငါးတွေလည်းဝယ်ခဲ့သေးတယ်သူတခါတည်းဖြတ်ပေးတာပေါ့နော်သူရေခဲရိုက်ထားတယ်ဖြတ်ဆက်တီးနဲ့တခါတည်းဖြတ်လို့ရတယ်ကိုကြိုက်တဲ့အတုံးပုံစံပေါ့နော်ပြီးတော့ ras malai နဲ့အာလူးစမူစာလေးစားပြီးတော့အိမ်ပြန်ခဲ့ကြတယ်